နေ့တနေ့တည်းလေးပိုင်းချက်စားမှန်းမသိဘူးကောင်းနေလဲချောက်စီပြဟင်းနေလဲမစားချင်ဘူးချောက်ချောက်ကက်ကက်ကြီးလဲမစားချင်တာနဲ့ခဲညင်သီးလေးထောင်းစားပါမယ်ခဲညင်သီးလေးလုံးကိုရေဆေးပြီးတော့အစီတွေထုတ်ပြီးတော့ခါကျတော့ပြုတ်လိုက်ပါမယ်ခဲညင်သီးလေးတွေနူးသွားပြီဆိုလို့ရှိရင်တော့ရေတွေသွန်းအခုံခွာပြီးတော့ခါကျတော့စပြီးတော့ထောင်းပါတော့မယ်ရှင်ငရုတ်စုံထဲကိုချက်သွန်ပြူငရုတ်သီးတောင်းကျော်ပစုံကြောင့်နဲ့ငပိကိုထည့်ပြီးတော့ညှက်အောင်ထောင်းပါမယ်ခဲညင်သီးတောင်းထဲကိုလေပဲပုတ်ချက်လေးတွေမိခင်ပြီးတော့ပဲဖြစ်ဖြစ်ကြော်လို့ပဲဖြစ်ဖြစ်ထည့်ထောင်းရင်လည်းကောင်းတယ်မြေပဲဆန်ကြော်လေးနဲ့ထောင်းရင်လည်းကောင်းပါတယ်ထောင်းထတာလေးတွေညှက်လာပြီဆိုတော့ခဲညင်သီးလေးကိုလည်းထည့်ပြီးထောင်းလိုက်ပါမယ်ခဲညင်သီးလေးကိုလေရေခဲပြုတ်ရင်တော့ပိုကောင်းပါတယ်ကိုကတော့ရေမခန့်ခင်ခဲညင်သီးကနူးသွားလို့ရေတွေကိုသုံးပြစ်ပြီးတော့ပဲထောင်းလိုက်ပါတော့တယ်နောက်ဆုံးမှာတော့နနမင်းလေးကိုညှက်ထည့်ပြီးတော့ပဲစီစိမ်းလေးကိုလည်းဆန်းလိုက်ပါတယ်အဆက်အတွက်ခဲညင်သီးတောင်ဆက်ဆက်လေးတစ်ခါကရပြီဆိုတော့အချင်းအတွက်ကိုတော့အဖဲချင်းလေးကိုပင်စိမ်းနနမင်းစက်သွစိမ်းလေးနဲ့သုံးလိုက်ပါတယ်ဘူးရွက်လေးကိုလည်းတောက်ဆန်းလေးလုပ်လို့ရအောင်လို့အရည်လေးနဲ့ကြော်လိုက်ပါတယ်ရှင်အသားဟင်းအတွက်ကိုတော့ကြက်တငင်းကြော်လေးကိုလည်းကြော်ထားပါတယ်ကိုစီကူးတရာလေးရှောက်ချက်ထားတဲ့ဟင်းလေးမျိုးကတော့စားဖို့စင်သေးဖြစ်သွားပါပြီရှင်